တရိษံတွေရဲ့အသိဉာဏ်မနှိမ်ချောင်ပြသပေးခဲ့တဲ့လူဝန်မကြီးကိုမင်္ဂလာပါဒီကွန် TV ကနေကြိုဆိုပါရစေကျွန်တော်တို့လူသားတွေကတရိษံတွေဆိုရင်အသိဉာဏ်နှိမ်နေတင်ကြလို့မရဘူးရိုင်းနေတည်ရင်တောင်နှမ်းနှမ်းရှက်ရှက်အတွေးမရှိဘူးလို့ယူဆတတ်ကြပါတယ်ဒါပေမဲ့အဲ့ဒီအတွေးတွေကိုပြောင်းပြန်လှန်ပစ်ပေးခဲ့တဲ့လူဝန်မကြီးကိုပိုလာပြီးနောက်မှာတော့အမြင်တွေကလုံးဝပြောင်းသွားခဲ့ကြပါတယ်ကိုကဂေါ်ရီလာလူဝန်မကြီးဖြစ်ပါတယ်1981ခုနှစ်ဇူလိုင်လ4ရက်နေ့မှာဆန်ဖရန်စစ္စကိုတရိษံဥယျာဉ်မှာသူ့ကိုမွေးခဲ့ပါတယ်။အမေရိကန်နိုင်ငံရဲ့လွတ်လပ်ရေးနေ့ဆိုတော့သူ့ကိုဟန်နဘီကိုလို့နာမည်ပေးကြပါတယ်။ဂျပန်လိုဆိုရင်မီရှူမီပန်းတွေရဲ့ကလေးငယ်လို့အဓိပ္ပာယ်ရပါတယ်။အမေရိကန်လွတ်လပ်ရေးနေ့ဇူလိုင်4ရက်နေ့မှာမီရှူမီပန်းတွေဖောက်ကြတာကတရေတစ်ခုဖြစ်ပါတယ်။နောက်တော့ဘသူကောက်ကိုလို့ပဲခေါ်ကြတာဖြစ်ပါတယ်။ကိုကငငယ်ကလေးကနေခက်ခက်ရှင်တန်ခဲ့ရတာဖြစ်ပါတယ်။လာသားလေးမှပဲပြင်းပြင်းထန်ထန်နေမကောင်းဖြစ်တာကြောင့်အမေကြီးစီကနေခွဲပြီးဆေးကုသဖို့ခေါ်သွားခဲ့ရပါတယ်။နေမကောင်းလို့ပြန်လာတဲ့အခါမှာအမေကြီးကသူ့ကိုပြန်လက်မခံတော့ပါဘူး။အနာကိုအကတ်မခံတာပါ။တခြားလူဝင်ကြီးတွေလည်းသူ့ကိုအနာကတ်မခံပါဘူး။စွန့်ပစ်ခံကလေးတယောက်လိုဖြစ်သွားတာပါ။သူ့ကိုဘယ်သူမှဂရုမစိုက်ကြတော့တဲ့အချိန်မှာကျူးဆက်ပြီးမှသူတယောက်ပေါ်လာပါတယ်။စတန်ဖို့တက္ကသိုလ်မှာ1989ခုနှစ်ပညာသင်တဲ့အတွက်ပါရဂူတန်းတက်နေတဲ့ Francis Patterson ဆိုတဲ့ကျောင်းသူတယောက်ဖြစ်ပါတယ်။သူ့ကိုအများက Penny လို့ခေါ်ကြပါတယ်။သူက Primate လို့ခေါ်တဲ့မြောက်နယ်ဝင်တတ္တဝါတွေရဲ့ဘာသာစကားစွမ်းရည်အကြောင်းကိုလေ့လာနေတာဖြစ်ပါတယ်။ကိုကအစပိုင်းမှာသူ့ကိုအထိမခံအကတ်မခံတာကြောင့် Penny ကအဝေးကနေပဲပစ္စည်းတစ်ခုပြလိုက်လက်တင်ဂီတာဘာသာစကားနဲ့အတက်တက်တည်ပြီးလိုက်လုပ်နေခဲ့ပါတယ်။ဒါပေမဲ့မထင်မှတ်ထားလောက်အောင်ကိုရဲ့တိုးတက်မှုကအများမြန်ပါတယ်။လက်မကိုပစနာကန်ကျန်တဲ့လက်ချောင်းကိုစုပ်ထားပြီးတောက်ရှားဆိုတဲ့သဘောကိုလည်းပြောတလာသလိုလက်တင်ဂီတာနဲ့စကလုံးနေရာကျော်တောင်လောလာနိုင်ခဲ့ပါတယ်။အချိန်တွေကြာလေပိုပြီးစကားတွေပြောနိုင်ဆက်သွယ်နိုင်တာဖြစ်ခဲ့တဲ့ကိုကနောက်တက်ပြောင်းတက်တာလည်းရှိပါတယ်။သူ့ကိုယ်သူ goodbye လို့တင်ဂီတာနဲ့ပြပြီးသူပြန်နိုင်ကြောင်းလည်းလိုက်ပြောတတ်ပါတယ်။နောက်တော့အဲ့ဒါကသူလိန်ပြောတာလို့ဝန်ခံပါတယ်။ပန်နီရဲ့စပင်ကိုလည်းမနာအောင်တွားဆွဲပြီးစားတတ်တယ်လို့ပြီးရင်လည်းတောင်းပန်တဲ့အမူအရာတွေပြန်လုပ်ပြတတ်ပါတယ်။ဒါကဟာတာဆိုတဲ့သဘောတောင်သူကောင်းကောင်းနားလေတယ်ဆိုတဲ့သဘောဖြစ်ပါတယ်။ကိုမှာကရီးစားလည်းရှိပါတယ်။မီကယ်လို့ခေါ်တဲ့ဂေါ်ရီလာလူဝင်ဖြစ်ပါတယ်။နောက်ထပ်လူဝင်တစ်ကောင်လည်းသူတို့နဲ့တငယ်ချင်းဖြစ်လာပြီး၃ယောက်စလုံးလက်တင်ဂီတာတွေတင်ခဲ့ပါတယ်။မိုက်ကယ်ကကိုရဲ့အယုတ်ကလေးချီတောင်ကိုဖြိုးပစ်လိုက်တဲ့အချိန်မှာကိုကညစ်ပတ်တဲ့အိမ်သားဆိုတဲ့တင်ဂီတာနဲ့မိုက်ကယ်ကိုဆေးပစ်တာကိုကြည့်ရင်သူတို့အသိဉာဏ်ဘယ်လောက်မြင့်လဲဆိုတာကိုတော့သိတာစေခဲ့ပါတယ်။ကိုကနောက်ပိုင်းတရိษံယုံထဲမှာမရှိတော့ပဲပန်နီနဲ့အတူအထူးလှုပ်ထားတဲ့စံသက်ခန်းကားနောက်ခန်းထဲမှာနေပါတယ်။ထိန်းရတိန်းရခတ်လာရင်ပိတ်ထားဖို့တန်စကန်တကားတွေဆင်ထားပေမဲ့တကားမှမတုံခဲ့ရပါဘူး။ကိုကနားလည်ပြီးတိမ်မွေးတဲ့လူဝင်ကြီးတစ်ကောင်ဖြစ်ပါတယ်။ဘယ်လောက်လဲဆိုရင်သူ့အတွက်မွေးနေ့လက်ဆောင်ဖြစ်ကြောင်လေးတစ်ကောင်ဝေးမွေးဖို့လက်တင်ဂီတာနဲ့တောင်းခဲ့တဲ့ထီဖြစ်ပါတယ်။တကယ်လည်းကြောင်လေးတွေယူလာပြီးပေးခိုင်းတဲ့အခါမှာအမေပြက်နေတဲ့ကြောင်လေးကိုပေးခဲ့ပါတယ်။အဲ့ဒီကြောင်လေးကိုကိုတိုင်း all ball လို့နာမည်ပေးခဲ့ပါတယ်။အကိုင်တွေလည်းအရန်ကိုညင်တာပါ။ကိုကနောက်ပိုင်းတင်ခေတာတွေအများကြီးကိုပြလာနိုင်တဲ့အပြင်ပုံဆွဲနိုင်အထူးလုပ်ထားတဲ့ကွန်ပျူတာမှာစာလဲရိုက်နိုင်ပါတယ်။သူမသိတဲ့အရာတွေတက်လဲစကလုံးတွေကိုသူ့ဘာသာလဲပေါင်းဆက်တတ်ပါတယ်။ပန်နီရဲ့လက်စွပ်ကိုဘလို့ခေါ်ရမှန်းမသိတဲ့အခါလက်ချောင်းလက်ကောက်လို့သူကခေါ်ပါတယ်။ all ball လေးကိုလည်းအရင်ညင်တာနူးညံ့ပြီးမဲ့ကံမကောင်းခဲ့ပါဘူး။အပြင်ထွက်ဆုံနေတဲ့အဲ့ဒီကြောင်လေးကကားတိုက်ပြီးတီးသွားခဲ့ရပါတယ်။အော်ဘော်လေးတီတော့ကိုကကစားလဲမကစားသလိုတယောက်တည်းပဲနေပြီးငုံနေတတ်ပါတယ်။လူတွေငိုရင်ထွက်တဲ့ညီးတန်လိုမျိုးကိုစီက9ရက်လောက်အထိကြားခဲ့ရတာပါ။သူ့ကိုထိန်းပြီးတဲ့လူတွေလာရင်အော်ဘော်လို့လက်တင်ဂီတာပြပြီးအိတ်နေတယ်ဆိုတဲ့တင်ဂီတာနဲ့လုပ်ပြပါတယ်။သူ့အချစ်ဆုံးကောင်လေးထောက်ရအိပ်ပျော်သွားပြီလို့ဆိုလိုခဲ့တာပါ။သူကနောက်ပိုင်းနာမည်ကျော်လာပြီးမင်းသားကြီး Robin Williams နောင်သူနဲ့လာကစားပါတယ်။သူက Robin နဲ့အဆင်ပြေပြီးတော်တော်ကိုခင်ကြပါတယ်။2012မှာ Robin ဆုံးတော့ကိုကတင်းကြပြီးဖြစ်ချင်းသူ့နေရာထဲမှာအပြန်အလှန်ရှောက်နေခဲ့ပြီးစိတ်ကျသွားတဲ့ပုံလေးပြခဲ့ပါတယ်။ကိုနဲ့ပတ်သက်ရင်အထူးခြားဆုံးကတော့တေချင်းနဲ့ပတ်သက်တဲ့သူ့အသေးပါ။တေချင်းကိုဘယ်လိုမြင်လဲလို့သူ့ကိုလက်တင်ဂီတာနဲ့ပန်နီတို့ကမေးကြည့်တဲ့အခါတက်တောင့်တက်တာရှိတဲ့တွင်တကူလို့သူကပြန်ဖြေပါတယ်။တေချင်းကရှောင်လွှဲလို့မရတာဆိုတာကိုနားလည်ထားတဲ့ပုံဖြစ်ပါတယ်။သူအသက်ကြီးလာပြီးသူ့ပေါ်နောက်ဆုံးအချိန်မှာလူတွေအတွက်လ
လက်တင်ဂီတာနဲ့စကားတချို့ခြံထားရိုက်ခဲ့ပါတယ်အဲ့ဒီစကားတော့ငါကဂေါ်ရီလာပါငါကပန်းပွင့်ပါငါကတိရစ္ဆာန်ပါငါကတဘာဝပါလူတွေကိုချစ်ပါတယ်ကဘာကြီးကိုချစ်ပါတယ်ဒါပေမဲ့လူတွေယူနန်းတယ်ကိုငိုတယ်ကဘာကြီးကိုပြင်ပါကဘာကြီးကိုကူညီပါတဘာဝကြီးကမင်းကိုစောင့်ကြည့်နေတယ်ကျေးဇူးတင်ပါတယ်အဲ့လိုရေးသွားခဲ့ပါတယ်2018ခုနှစ်ဇူလိုင်19ရက်နေ့သူ့မွေးနေ့ရောက်ဖို့ဘယ်တော့မှမလိုတဲ့အချိန်မှာကိုသူချစ်တဲ့ကဘာကြီးကိုနှုတ်ဆက်သွားခဲ့ပါတယ်ကိုကြောင့်ပဲလူသားတွေကတိရစ္ဆာန်တွေရဲ့တည်နံစွမ်းပေါ်ပို့ပြီးအလေးနဲ့ထားလာခဲ့ကြတာဖြစ်ပါတယ်အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဗီဒီယိုလေးကိုကြည့်နေတဲ့ဆိုလို့ရှိရင်ကတော့ကျွန်တော်ရဲ့ channel ကို like and share နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့တာပေါ့